Let's learn this useful sentence. I am on my way. ငါလာနေတယ်ငါကငါရဲ့လမ်းပေါ်မှာရှိနေတယ်လို့ပြောတာမဟုတ်ဘူးเนาะမင်းဘယ်သွားနေလဲငါလာနေတယ်မင်းဘယ်ရောက်နေတယ်လဲမင်းဘယ်မှာရှိနေတယ်လဲငါလာနေတယ်အဲ့ဒါပြောချင်တယ်ဆိုလို့ရှင် I am on my way. Where are you now? မင်းအခုဘယ်မှာလဲ I am on my way. ငါလာနေတယ်အဲ့လိုပြောမယ်เนาะနောက်တစ်ခုငါကျောင်းသွားနေတယ်ဆိုလို့ရှင်လမ်းပေါ်မှာရှိရပေါ့เนาะ I am on my way to school. အဲ့လိုသုံးပါတယ်เนาะသဘောကျတယ်ဆိုလို့ရှင်ဒီခု comment မှာရေးခဲ့ပါအောင်เนาะ